စာပြီးဖြစ်တဲ့ကရင်မောင်မယ်တစ်လင်ကျူသူဘဲနဲ့လှုပ်ဆက်ပွဲအခမ်းအနားမှာအခြေချဲပြီးပြောကြမလို့ပါဘူး။ကျောင်းသူကျောင်းသားတွေဟာအထူးသဖြင့်ပေါင်တို့မယ်တို့ဟာယဉ်ကျေးတဲ့တနည်းအားဖြင့်ယူသားဖြူစင်တဲ့စိတ်ဓာတ်ရှိတဲ့မောင်မယ်တွေဖြစ်နေတာကိုဥစွာပထမပြောကြားလိုပါတယ်။ဒါလူမျိုးတိုင်းမှာသူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ကိုယ်ပိုင်ယဉ်ကျေးမှုရှိပါတယ်။ကိုယ်ပိုင်ဟန်နဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုတည်းဟာယဉ်ကျေးမှုရဲ့ပြအုပ်လက္ခဏာတစ်ခုဖြစ်တဲ့အခုကရင်အမျိုးသားတခြင်းကိုဒီဆိုတဲ့အခါမှာစိတ်ထဲမှာတကယ်ကိုပဲလိုက်လဲကိုဘာပင်ဘာမျှမသိညာတော့လည်းပဲမိမိရဲ့စိတ်ထဲမှာအမျိုးသားတခြင်းဆိုတဲ့ national anthem ကိုကြားလိုက်ရတာနဲ့တပြိုင်တည်းစိတ်ထဲမှာလှိုက်ကနေ2စက္ကန့်3စက္ကန့်လောက်တကယ်ကိုဂုဏ်ယူစွာနဲ့ခံစားမိပါတယ်။အောင်တို့မဲတို့ဟာကိုယ်နိုင်ငံတော်တခြင်းကိုလည်းခံစားမှုမှာပါ။သူသဖြင့်ကိုယ်နိုင်ငံတော်တခြင်းဘယ်နေရာပဲကြားဘယ်နေရာပဲရောက်အဲ့ဒါလေးကိုကြားလိုက်ရရင်ကိုပဲဇာတိသေးဇာတိမန်ဆိုတဲ့စိတ်တက်ကလေးဟာအလိုလိုပြန်ပေါ်လာတာပါပဲ။ယူသားခြင်းနဲ့ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတဲ့နေရာမှာကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ယူသားခြင်းဟာထပ်နေပြီးတော့ခွဲထုတ်လို့ဆိုရင်အဓိပ္ပာယ်ကွဲပြားနေတာကိုတွေ့ရလိမ့်မယ်။ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့အနက်ကတခြားသောတိုင်းရင်းသားလူမျိုးတွေကိုမပြောတော့ဘဲနဲ့ကရင်ဆိုတာလေးကိုပဲကွက်ပြီးပြောကြည့်အောင်။တကယ်ကိုယ်ပိုင်ဟန်နဲ့ကိုယ်ပိုင်ယဉ်ကျေးမှုရှိနေတဲ့အထဲမှာတချို့ဟာပြုပြင်ပြောင်းလဲလိုက်တယ်။
တချို့ကပြုရင်ပြောင်းလဲခြင်းမရှိပဲဒီတိုင်းရှိနေတဲ့အတက်မှာကရင်ပါလာတာကိုတွေ့ရတယ်အဲ့ဒါတော့အချိန်များစွာပြောခဲ့ဦးပါတယ်မောင်တို့မယ်လို့လည်းကြားခဲ့ဦးမှာမှတ်လဲမှတ်မိနေပါပါအခုတခါလဲထပ်ပြောပြစီတကယ်ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ဝတ်စားဆင်ရင်မှုကိုကြည့်လိုက်တဲ့အခါမှာပထမဆုံးလူကဝတ်စားဆင်ရင်မှုကြည့်ပါတယ်ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ဝတ်စားဆင်ရင်မှုရဲ့ဝတ်စုံဟာအံ့ဩစရာကောင်းတော့အောင်ယနေ့တဲ့တိုင်ယူသားခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တဲ့အယုတ်တစ်ခုဖြစ်တဲ့မူရင်းအတိုင်းရှိနေတာကိုတွေ့နေရတယ်ဒါလေးကတော့သိတဲ့အတိုင်းပါပဲဆရာကြီးတော်တန်တွန်းပြောခဲ့တဲ့အကြောင်းလေးသွားသတိရတယ်ဒါကကိုယ်ပိုင်ဟန်နဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေမှာလူတွေကတကယ်တော့သိထူးခြားမှုပါဘူးကွာတဲ့ကျွန်တော်ပြေးရှိရေးတဲ့အခါမှာကျွန်တော်ရဲ့စူပါဗိုက်ဆာကမင်းစက်ကလေးတရက်ကိုမြင်ဘူးလားမြင်ဘူးတယ်အဲ့စက်ကလေးတရက်ကိုဒီတိုင်းမြင်အလဲကနေဖောက်ကြည့်လိုက်ပါတယ်အလဲကနေမြင်ဖောက်ကြည့်လိုက်လို့ဆိုလို့ရှိရင်ရိုးရဝတ်စုံတစ်ခုမြင်တွေ့လာလိမ့်မယ်အဲ့ဒါမြင်ပါလေလို့ဆိုရင်ကရင်ပါပဲတကယ်လဲကရင်ပါပဲတကယ်မူရင်းအတိုင်းရှိနေတာကရင်ပါပဲကဘာဦးသမိုင်းမတင်မီခေတ္တရလူတွေဝတ်စားစီရင်ခဲ့တာလေဒီပုံစံပါပဲဒီနေ့တက်တိုင်လဲ21ရာစုတည်းကို12နှစ်လောက်ခွင်းချင်းဝင်ရောက်နေတော့ပဲလေကရင်ရဲ့ဝတ်စုံကဒီတိုင်းပဲရှိနေပါတယ်ဒီတိုင်းပါပဲဒါလေးကိုသူခေါင်းကနေဆွတ်ချလိုက်တယ်ဘေးရမှာဟနေလို့မကောင်းပါဘူးကွာကျိုးလေးနဲ့စီးလိုက်ဆိုစီးလိုက်တယ်မှုတ်ပြီးတော့နည်းနည်းပြင်ဆင်မှုလေးတွေချုပ်လိုက်တဲ့အခါကရင်ရဲ့ဝတ်စုံကဒီနေ့တဲ့တိုင်ကဘာဦးသမိုင်းမတင်မီခေတ္တရလူတွေဝတ်စားစီရင်ခဲ့တဲ့အတိုင်းရှိနေတာကရင်အမျိုးသားရဲ့ထူးခြားတဲ့လက္ခဏာကရင်အမျိုးသားမှာရှိတဲ့ life instinct ထဲမှာရှိနေတဲ့ကဘာဦးမတင်မီကရှိနေတဲ့ဥစ္စာယနေ့တဲ့တိုင်မပြောင်းလဲပဲရှိနေတာကရင်ဟာဒီရိုးရဝတ်စုံတစ်ခုတည်းနဲ့တင်ငါဘဝမှာငါတို့သမိုင်းမှာငါတို့ဟာယဉ်ကျေးမှုတစ်သက်လုံးထိန်းလာခဲ့ပါလားဆိုတာကဒီအင်ကြီးလေးတစ်ခုနဲ့တင်တက်တည်ပြလို့ရပါတယ်။အောင်လို့မဲတို့ကအခုတက္ကသိုလ်ရောက်တဲ့ခိုင်မှာကျုံတဲ့ခိုင်မှာတက္ကသိုလ်ကပေးတဲ့ပညာဆရာဆရာမတွေပေးတဲ့ပညာ approach လုပ်ဘူးဘယ်လို approach ဒီဟာကိုဘယ်လိုငါတို့တို့ခွဲမလဲဒါကိုငါတို့ critical thinking ရအောင်ဘယ်လိုလုပ်မလဲကိုယ့်အကိုစဉ်းစားရမှာဆရာမမပေးနိုင်ဘူးဆရာမအချိန်ရလို့ပေးရင်ပေးကောင်းမယ်စေနာကောင်းလို့သူ့အချိန်ပို့လို့ပေးရင်ကိုယ်တိုင်ရပဲတိဆောက်ယူလို့ရတယ်။ဒါကြောင့်မောင်တို့မဲတို့မှာအဲ့ဒီအတိရှိတယ်တတိလာမကပ်ဘူးအတိနဲ့တတိမကောင်းတဲ့အတွက်ငယ်တုန်းကငါအောက်ကလူကကိုရှိကိုကြော်ပြီးတော့နေရာမြင့်တဲ့လူတယောက်ကိုရောက်သူလည်းဘီပါကွာအကြောင်းတော့ငါတော့မကြော်နိုင်ဘူးအခုတော့သူဟာတကယ်ကိုအေးပါရရောက်တဲ့ပုံကိုဖြစ်နေတာသူ့အတိကိုသူလုံးဝမဲ့တတိနဲ့ပြေးကပ်လိုက်တယ် fundamental rules ဆိုတာဘာလို့အပေါ်ကငါထည့်ရမယ် IQ ကဘာလို့ social society မှာဒါထည့်ရမှာလို့တက်သူရဲ့ atmosphere မှာငါဘာထည့်ရမှာလို့သူ့ကိုထည့်သွားတယ်သူဟာသူ့အမြင်နဲ့သူ့ကိုလမ်းညွှန်နေတဲ့သူတွေကဆရာဖြစ်ဖြစ်မယ်သူ့ရဲ့မိဘမောင်ဝါဖြစ်ဖြစ်မယ်ဒါတွေကလမ်းညွှန်နေတယ်ဒါကြောင့်မောင်တို့မဲတို့ကအတိတော်ရှိတယ်တတိမဲ့နေတာအဲ့တတိလေးနဲ့ရှင်မစားရသွားရနေရဝိရထိုင်ရပြောရဆိုရအပြုမှုတွေအလုံးမောင်တို့မဲတို့စကားလုံးသိနိုင်တဲ့စကားလုံးနဲ့ပဲပြောတာပါဒါတွေအလုံးအတိရှိပြီးသားထိုင်ရင်နေဘူးနေဖြစ်ဘူးမဲဆိုင်ငယ်လုံးလေးငါနည်းနည်းတောက်လိုက်တယ်ဟိုရိုက်ပြောင်းရိုက်ထုတ်လိုက်တယ်အတိရှိတယ်တတိနဲ့လာကတ်တယ်ပူနေတာငါမပူအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီအဲ့တတိကနေရာတိုင်းမှာကတ်ပါဆိုင်ကရက်တဲ့နေရာပဲဖြစ်ဖြစ်ကားရက်တဲ့နေရာပဲဖြစ်ဖြစ်စာဖတ်တဲ့နေရာပဲဖြစ်ဖြစ်ဆရာကြီးဆရာမကြီးနဲ့ပြောတဲ့နေရာပဲဖြစ်ဖြစ်လမ်းမှာဈေးဝယ်တဲ့နေရာမှာပဲဖြစ်ဖြစ်တဲ့သူចောင်းသူចောင်းသားပြီးသားကြောင့်အတိရှိနေတဲ့ကိုယ့်ရဲ့ level နဲ့အတူတတိနဲ့လာကတ်ပြီးတော့လောကလူရမှာဒီចောင်းကပြီးလို့လောကလူရတဲ့ရောက်သွားရင်ကိုယ့်အတိကိုတတိနဲ့ရှင်ပြီးတွေ့ကြုံကြော်လွှားရမယ်တွေ့ကြုံဖြတ်တန်းရမယ်တွေ့ကြုံရင်ဆိုင်ရမယ်အရာအလုံးကောင်းတယ်လည်းပါမယ်ဆိုတာလည်းပါမယ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကိုယ့်အကိုခွဲဘာလုပ်ရမလဲဘာလုပ်ရမလဲကြော်လွှားဖြတ်တန်းနိုင်တဲ့မောင်တို့မေတို့ဖြစ်အောင်မိမိကိုယ်ကိုကြိုးစားအားထုတ်ရင်တတိနဲ့ရှင်ရင်မိမိလိုအပ်ချက်တွေကိုဖြည့်ဆည်းကြော်လွှားနိုင်တဲ့မောင်တို့မေတို့ဖြစ်ပါစေလို့ကျွန်တော်အနေနဲ့တင်ပြရင်းညီကုန်းချောပါပါတယ်ဒီကနေ့ကျင်းပပြုလုပ်တဲ့2017စနစ်ပညာသင်နှစ်ဖန်တက်ကတူပြင်စာပင်းကြီးကျင်းမှုကရင်မောင်မယ်တစ်လွင်ကျူစုပွဲနဲ့နှုတ်ဆက်ပွဲခန္ဓာကိုတက်ရောက်လာကြတဲ့ဒုတိယပါမောက္ခချုပ်တဲ့ကပါမောက္ခဌာနမှူးများပါမောက္ခများဆရာဆရာမများကေမီနဲ့အစိုးရအဖွဲ့ဝန်ကြီးများနဲ့ကရင်ဥစားဖို့အကြီးအကဲများနောက်ပြီးတော့ဌာနဆိုင်အကြီးအကဲများအားလုံးကိုစိတ်နှပါကျမ်းမာရွှေလန်းပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ဒ
ဒီ2017စနစ်ပညာသင်နှစ်အစမှာကျောင်းသူကျောင်းသားတွေကိုနော်လက်ခံပြီးတော့ဒီမော်မတိနီကျိုးစုပွဲအခုမှမော်မတိနီကျိုးစုပွဲနဲ့နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားတွေကိုအခုမှလာပြီးတော့ပြန်လဲကျိုးစုခွင့်နှုတ်ဆက်ခွင့်ရတော့ကြောင်းမလို့အများကြီးဝမ်းသာအားရမိပါတယ်ဒီအခမ်းအနားကိုတက်လာတဲ့ကင်ကျောင်းကျောင်းသားတွေကဟန်တက်ကတူကြီးပဲတစ်ခုပဲမဟုတ်ပါဘူးမော်လမြိုင်တက်ကတူကကျောင်းသူကျောင်းသားတွေကွန်ပျူတာတက်ကတူကကျောင်းသူကျောင်းသားတွေနီးပညာတက်ကတူကကျောင်းသူကျောင်းသားတွေဖြစ်ပါနော်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ကိုယ်စာပီနဲ့ယဉ်ကျေးမှုမပြောက်ပြက်အောင်ထိမ့်သိမ့်ပြီးတော့နော်စွစွစီစီခမ်းမလုံးပြည့်အောင်တယောက်တာကိုတွေးတော့လည်းပဲအများကြီးဝမ်းသာအားရမိပါနော်ကိုယ်စာပီနဲ့ယဉ်ကျေးမှုတည်တံ့ခံမြဲဖို့ဟာနော်ကိုယ်မှလာတာဝန်ရှိပါတယ်နော်ဘယ်သူမှလာပြီးတော့ဖျက်လို့မရဘူးကိုဖျက်မှပဲပြက်မှဖြစ်တယ်နော်ဒါကြောင့်မလို့မောင်တို့မေတို့အနေနဲ့နော်အခုလို့နေ့စဉ်နေ့တိုင်းကျင်းပပြုလုပ်လာတဲ့ကျွန်တော်ရဲ့ကရင်မောင်မတိနေကျူစုပွဲနဲ့နှုတ်ဆက်ပွဲအခမ်းအနားကိုပြီးရင်နော်ကိုယ့်ရဲ့အဓိကဥတီချက်ဖြစ်တဲ့ပညာရေးကိုနော်အပတ်တကုတ်ကျူးစစားနဲ့နော်ကျူးစားပြီးတော့နော်ဆောင်ရွက်ကြပါလို့မှာကြားလိုပါတယ်ခုလို့ဆရာအနေနဲ့နောက်ဆုံးပေါ့နော်ဒီနှစ်မောင်မယ်တို့ကိုကျိုးဆိုတယ်နှုတ်ဆက်တယ်နော်ဤတို့ကိုလည်းပဲဆရာအနေနဲ့ဝမ်းနည်းစွာနှုတ်ဆက်ခဲ့ပါကြောင်းပြောကြရင်ဒီကုန်းချုပ်အပ်ပါတယ်မင်္ဂလာရှိတဲ့ဒီအခမ်းအနားကိုတက်ရောက်လာတဲ့ဖန်တက္ကသိုလ်ဒုတိယဗမောက္ခချုပ်ဆရာကြီးဒေါက်တာမြတ်ညွန့်နှင့်တကွဖိတ်ကြားထားသောဧည့်သည်တော်များဆရာဆရာမများစီမံရာရှိများနဲ့ကျောင်းသူကျောင်းသားများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေလို့ပထမဆုမကောင်းတောင်းလိုက်ပါရရှင်ဒီနေ့ဟာကင်ကျောင်းသူမောင်မယ်ကလေးများအတွက်ပျော်စရာနေ့တစ်နေ့ပါပဲအခမ်းအနားရဲ့ခေါင်းစည်းအရမောင်မယ်တစ်လွင်ကလေးကိုကြိုဆိုတဲ့အခမ်းအနားဖြစ်သလိုနောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများကိုနှုတ်ဆက်တဲ့ပွဲလည်းဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးတစ်လွင်မောင်မယ်ကလေးတွေကိုဖအန်တက္ကသိုလ်ကင်စာပင်နဲ့ယဉ်ကျေးမှုဆက်ကော်မတီကြီးရဲ့ကိုစားလှိုက်လှဲစွာကြိုဆိုပါတယ်။တစ်လွင်ကလေးတွေကလည်းကျောင်းတော်ကြီးကိုပညာရေးတောက်ဆိုးကိုလာရောက်ကြတဲ့အတွက်ဝလင်ပြစ်တင်းစွာတောက်သုံးကြပါလို့မှာချင်ပါတယ်တကယ်တော့ကင်ပြည်နယ်ကြီးဟာတောတောင်ရင်းမြေသဘာဝအရလှချင်တိုင်းလှနေတဲ့ပြည်နယ်ကြီးတစ်ခုပါဒါဒီမဲလားဆိုတော့ဘယ်ဟုတ်ပါမလဲမြေပေါ်မြေအောက်သယံဇာတပစ္စည်း natural resources တွေပေါ်ကျွယ်ဝတဲ့ပြည်နယ်ကြီးတစ်ခုလည်းဖြစ်ပါတယ်ဒါအပြင်ထူးခြားတဲ့ဓလေ့ထုံးတမ်းတွေအကတွေအလှတွေရှေးကြတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေ cultural resources တွေရှိတဲ့နေရာလည်းဖြစ်ပါတယ်ဒီခါမှာသဘာဝသယံဇာတပစ္စည်းတွေကိုစနစ်တကျထုတ်ယူသုံးစွဲဖို့ရှိနေတဲ့သဘာဝအလှတရားတွေကိုထိမ့်သိမ်းဖို့ဆိုတာတွေဟာခင်မီတဲ့အတတ်ပညာတွေအသိပညာတွေလိုအပ်လာပါတယ်ဒီအသိပညာအတတ်ပညာတချို့ကိုဖန်တက္ကသိုလ်ကပေးနေပါတယ်တနည်းအားဖြင့်ဖန်တက္ကသိုလ်ကြီးဟာလူအရင်းမြစ်ကိုပြုစုပြောင်းထောင်နေတဲ့ human resource center ကြီးတစ်ခုလို့ဖြစ်နေပါတယ်ဒီလို natural resources cultural resources နဲ့ human resources တွေပြည့်စုံနေတဲ့ပြည်နယ်ကြီးတစ်ခုဟာခင်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက်အလားအလာကောင်းတဲ့အနေအထားမှာရှိနေပါတယ်မိမိဒေသမိမိပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်မိမိမှာတာဝန်အများကြီးရှိတယ်လို့ခံယူပြီးတော့သင်ယူလစ်လာတဲ့ပညာရပ်တွေကိုအပတကုတ်စ조사စေချင်ပါတယ်အခုဆိုရင်ပြည်နယ်တစ်ပြည်နယ်နဲ့တစ်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုတွေကိုရှင်ပြန်ရတဲ့အနေအထားရှိနေပြီရောက်လဲရောက်လာပါပြီဒီအခါမှာရှိပါစေရပါတယ်ဆိုတဲ့ရောက်ရဲတဲ့စိတ်နဲ့တော့
ကိုပြည်နယ်ကိုဘယ်လိုမှပို့ပြီးတိုးတက်ဖွံ့ဖြိုးအောင်လုပ်နိုင်မှာမဟုတ်ပါဘူးဖြစ်ရမယ်လုပ်ရမယ်ဆိုတဲ့စိတ်ဓာတ်တွေကိုမွေးမြူစေချင်ပါတယ်အဲ့ဒါကြောင့်လူတွေကိုအဲ့ဒီတော်တဲ့လူတွေကိုအားကြစေချင်လို့ဒီနှစ်မှာအားကစားနဲ့လူမှုထူးချွန်စုတွေအပြင်စာပေထူးချွန်စုကိုလည်းပဲပေးနေပြီဖြစ်ပါတယ်ဒီစုရတဲ့သူတွေကိုအားကြကြပါအတူယူကြပါလို့မှာချင်ပါတယ်ကျောင်းပြီးသွားတော့မဲ့ကျောင်းသူကျောင်းသားတွေကလည်းမိမိတက်ထားတဲ့ပညာနဲ့မိမိရဲ့ရက်ရွာပြည်နယ်လူမျိုးရဲ့အကျိုးကိုစထက်တဘူထမ်းရွက်ကြပါလို့မှာကြားလိုပါတယ်စကောကင်ဘာသာနဲ့ဂုကလဆတ်တပွားကတလူသူတောက်ဥတာဆုအလောသူပွားကလူအဝေါ်တကြီးအိုဟုအိုဖော်လောသူတာတကြီးမောသူကပါအမှုမာနေအော်ကဲဘူဒူဘူဒါလူသူတောက်အမှုအပူချောဘူးနေမေတာဆရဆဝပါသူကောနော်လာတယ်လို့ဆိုတဲ့အမှားစုပေးစကားလေးနဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်အော်ဆုံးလာဆိုင်ယနေ့ခန္ဓာသို့ကြွားရလာကြသောဒုတိယပါမောက္ခဆောင်နဲ့တကွဖိတ်ကြားထားသောဧည့်သည်တော်များဆရာဆရာမများနှင့်ကရင်ကျောင်းသူကျောင်းသားများကိုမင်္ဂလာပါလို့ပဏာမအနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါရရှင်ကျမကတော့ဖအံတက္ကသိုလ်တတိယနှစ်သင်္ချာကျောင်းသူနန်းကျူဆန်ဖြစ်ပါတယ်ရှင်ဒီလိုမင်္ဂလာရှိတဲ့ခန္ဓာမှာကျိုးစုံနှုတ်ဆက်စကားပြောကြားခွင့်ရတဲ့အတွက်အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင်2012ပညာသင်နှစ်မှာဖအံတက္ကသိုလ်ကိုရောက်ရှိလာတဲ့ကရင်မောင်မယ်တွေကိုဖအံတက္ကသိုလ်ကရင်မိသားစုရဲ့ကိုစားလှိုက်လဲစွာကြိုးဆိုပါတယ်လို့ဥစွာပထမပြောကြားချင်ပါတယ်ယနေ့လူငယ်နောက်ဝဲလူကြီးဆိုတဲ့စကားတိုင်းအနာဂတ်နိုင်ငံတော်ကိုဥဆောင်ကြမဲ့သူတွေဟာလူငယ်တွေပါတနေ့ရက်တစ်ချိန်ချိန်မှာအနာဂတ်ကိုစိုးမိုးမဲ့လူငယ်တွေအနေနဲ့အရင်ဆုံးမိမိကိုယ်ကိုကောင်းအောင်ကြိုးစားကြဖို့အထူးလိုအပ်လာပါတယ်ဒီကျောင်းတော်ကြီးကိုရောက်လာကြတဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ပညာရှာဖို့ဆိုတဲ့အကြောင်းတရားကိုအစဉ်တရရကြပါတိလွေမောင်မင်းကလေးများကိုဆရာဆရာမများကလည်းတွင်းထွေးလိုက်လဲစွာကြိုးဆိုနေကြပါတယ်ကျောင်းတော်ကြီးမှာပညာရင်တို့ချိုတောင်းဆိုနေစဉ်ကာလမှာလည်းပညာတစ်ခုတည်းသာမကပဲအာကစားအမှုပညာစတဲ့ကျောင်းရဲ့လှုပ်ရှားမှုတွေမှာလည်းကရင်မောင်မဲတွေအနေနဲ့တက်ကြွစွာပါဝင်လှုပ်ရှားကြပါဆရာသမားတွေရဲ့တွန်းစင်းဆုံးမမှုကိုနာယူပြီးလိမ္မာရည်ကြီးတဲ့ခေတ်ပညာတတ်ကရင်မောင်မဲတွေဖြစ်အောင်စူးစမ်းကြပါလို့အထူးတိုက်တွန်းလိုပါတယ်မောင်ငယ်ညီမငယ်လေးတွေသိကြတဲ့အတိုင်းပဲဖအံတက္ကသိုလ်ကြီးဟာကရင်ပြည်နယ်ရဲ့တစ်ခုတည်းသောဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးပါဒီကျောင်းတော်ကြီးမှာပညာသင်ကြားတဲ့ကျောင်းသူကျောင်းသားများစုဟာလည်းကရင်တိုင်းသားတွေပါဒါကြောင့်လည်းဖအံတက္ကသိုလ်ကရင်စာပေနဲ့ရေချမှုဆက်ကော်မတီအနေနဲ့မောင်မယ်တစ်လွေကျိုးစုံနှုတ်ဆက်ပွဲကိုနေ့စဉ်စီကားတိုင်းမြတ်စွာကျင်းပနိုင်အောင်ဝိုင်းဝန်းပြီးစူးစမ်းခဲ့ကြပါတယ်